Downpian engine nozzle တွေကအပူချိန်3000 degree ကျော်ကိုဘလို့များခံနိုင်ရရှိနေတာလဲဒီလောက်အပူချိန်ဟာတမနီကိုတောင်အရေးပြောစေနိုင်ပါတယ်ဒါကိုခံနိုင်ဖို့တော့ nozzle တွေကို nickel အခြေခံအလွိုင်းတွေဒါမှမဟုတ်ကြေထဲပေါင်းဆက်ပစ္စည်းတွေနဲ့အထူးပြုလုပ်ထားပါတယ်ဒါပေမဲ့ပစ္စည်းကောင်းယုံနဲ့တော့မလုံလောက်ပါဘူးအဓိကလျှို့ဝှက်ချက်ကတော့ regenerative cooling လို့ခေါ်တဲ့ပြန်လည်အေးခဲစေတဲ့နည်းပညာပဲဖြစ်ပါတယ် nozzle ရဲ့နေရာအတွင်းမှာတင်းငယ်တဲ့ပိုက်လိုင်းလေးတွေအများကြီးရှိပြီးအဲ့ဒီထဲမှာအနှုတ်200 degree ရှိတဲ့အေးခဲနေတဲ့လောင်ရရည်တွေစီးဆင်းနေတာပါဒီလောင်ရရည်တွေကအပူကိုစုပ်ယူပြီးအင်ဂျင်ကိုအေးစေပါတယ်ပြီးမှအဲ့ဒီလောင်ရတွေကိုမီးလောင်ကိုင်းတွေကိုပြင်ပို့ပြီးလောင်ကျွမ်းစေတာပါနောက်ထပ်ထူးခြားတာကတော့စစ်နိုးလိုက်တဲ့အခါလောင်ရတွေကနေရန်ပေါ်မှာပါလွှာတဲ့ဓာတ်ငွေ့အလွှာတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒီဓာတ်ငွေ့အလွှာကထောင်နဲ့ချီတဲ့အပူရှိန်နဲ့တက်တုနေရန်ကြားမှာအကာအကွယ်အထစ်ဆောင်ရပါတယ်တချို့လုံးပြန်နေဆိုရင်အပူတန်းကြောင့်အပေါ်ရန်လွှာတွေတဖြည်းဖြည်းကွာကျသွားစေပြီးအပူကိုစွန့်ထုတ်တဲ့နီလန်းကိုလည်းသုံးပါတယ်ဒါကြောင့်ဒုံးပြန်အင်ဂျင်တွေအပူတန်းခံနိုင်တာဟာပစ္စည်းကောင်းလို့တည်းမဟုတ်ပဲနောက်ွယ်က Mechan engineer အတတ်ပညာတွေကြောင့်ပဲဖြစ်ပါတယ်